ယုံနဲ့အပေါက်နဲ့အယိုးလုံးဝမဖက်နဲ့ဘလောက်ကိုကအကြည့်ရနေနေအယိုးကိုမဖက်နဲ့လွတ်လာရင်သိတာအယိုးကသိတာအယိုးကကြက်ကတ်တဲ့အချိန်မှာငယ်လိမ့်မယ်အယိုးမနေ့ကကြက်အယိုးဒါမှမဟုတ်လွတ်လိုက်တဲ့အချိန်မှာကြက်ပေါက်ကကြက်ကတ်တဲ့အချိန်မှာကြီးလိမ့်မယ်ကြက်ကတ်တဲ့အချိန်မှာကြက်ပေါက်ကကြီးမယ်ဒါမှလွတ်လိုက်တဲ့အချိန်မှာအယိုးနဲ့အပေါက်နဲ့အယိုးကကြီးသွားတယ်အယိုးက၄နိုင်သိန်းကျသွားနော်ကြက်မပေါင်းနဲ့ကြက်ပေါင်းလုံးဝမတိုက်မိစီနဲ့ကြက်မပေါင်းနဲ့ကြက်မပေါင်းဆိုတာဘာလဲဆိုတော့ကိုကလဲပဲလဲကကိုကတွေဝစစ်ပိတ်ကလေးလဲတွေတချို့လဲရအကြီးအမလွတ်လိုက်ဖားကြီးကိုကမိန်းကလေးပေါက်ကလေးအနွဲပေါက်လေးပေါ့အဲ့ဒါကြက်မပေါင်းနဲ့ကြက်မပေါင်းလို့ခေါ်တယ်အဲ့ဒါလုံးဝမကန်မစီနဲ့နောက်ပြီးတော့ခြေစံနေမရှက်မကြောက်တိုင်းလာ6အောက်ကနေတိုင်းလက်တစ်စစ်ကြော်နေရကိုတဲ့ကြော်တယ်ကိုတိုင်းလာလို့ကိုကလည်း6ကိုတိုင်းလာလက်တစ်စစ်သူကလည်းလက်တစ်စစ်ဆိုတော့လူမတိုင်ကိုကနည်းနည်းလေးကိုတဲ့ကိုခြေစံနေပူနေရေထဲမိုးထဲမှာခြေဝင်ကိုကပူခမ်းတယ်ဒီအဆိုင်နေပူခမ်းတယ်အဲ့မလို့ကိုတဲ့တောင်းပြလိုက်ကြလဲမေးမချနဲ့ဘသူတွေဘာတွေပြောနေနော်ကိုကနေကိုမမားစီနဲ့နော်နောင်ရများရဲ့ဆောင်းများမဖြစ်စီနဲ့ဟုတ်ပြီနော်ရလားဒီအဓိကဒီဘောကြက်ကတဲ့အချိန်မှာအတက်ပိုင်ကိုကခွက်လက်ခံကိုကြက်ကအတက်ပိုင်ခွက်လက်ခံမယ်တစ်ဖက်ချက်ကိုဟယ်လိုငုတ်ဒီပိုင်ဘယ်တော့မှပေးမတိုင်းနဲ့ငုတ်ပေးတိုင်းမိုးရဲရီသူကိုကရေကုန်းနေရတာကြက်ဘလောက်ကောင်းနေလေကိုကပြက်စီးတက်သွားတယ်အချိုပေးမဖက်နဲ့ကိုကကောင်းပါကွာကိုကဒီချက်တော့ရောက်နိုင်ရပါဆိုပြီးတော့အချုံပေးမဖက်နဲ့အနေတာကြီးကိုကနိုင်ခဲ့ရင်တောင်မှဒါမဲ့လို့ရင်းနေတာခုံနေရတယ်ငါကြက်ကကောင်းပါတယ်ကောင်းတယ်နောက်ဆုံးမိုးတဲ့ဘတ်ဆိုပြီးတော့ချက်ဆိုပြောလို့မရဘူးမတိန်တော့မရှောင်နိုင်တဲ့အချိန်မှာဘုတ်ကွာတောက်ဆိုပါသွားရင်ကိုချက်ပဲဆုံးရှုံးရမှာအဲ့မလို့အောက်စားလက်ပေးမချနဲ့အဲ့ဒါကိုကဘလို့နေရာကြီးမှာချရမယ်လေမပူနဲ့သူ့အိုးနဲ့သူ့ဆန်လာပြီးသားဖြည်းဖြည်းလေးစိတ်ရှည်တီးကန်စောက်နော်မကြီးနော်ကြက်ကတွေမလောနဲ့အဓိကဒီကနေ့မှာကြက်ကတွေတအားလောကြတယ်သိမလားတချို့ဆိုရင်ကြက်တိုက်လာတော့ကြာတပါကြီးဒါမလို့ကြက်ကြောင်းကိုဂနရေလဲပိုင်နိုင်နားမလဲဒီအများကြီးကိုကလည်းဘယ်လိုလူမျိုးဖြစ်စေချင်လို့ဆိုကိုကြီးကတော့ညီလေးကိုအရင်ထွက်တက်လာတဲ့လူမျိုးမဖြစ်စေချင်ဘူးအရင်ချင်းနဲ့လာတဲ့လူမျိုးကိုကြီးဖြစ်စေချင်တာဟုတ်လားနောက်တစ်ချိန်မှာကိုကြီးတို့ကြက်ကြောင်းတွေလာမေးတဲ့သူတွေကိုဂရေလဲညီပြောပြနိုင်ရင်ကိုကြီးပီတိဖြစ်တယ်ဒါပဲညီလေးဟောညီနော်โอเคဒါကတော့ကြက်ဝိုင်းထဲမှာကြက်ကတဲ့ပုံစံလေးတွေကိုနှုတ်ကလေးနဲ့ပြောပြတာပေါ့နောက်ဆုံးကိုလက်တွေကြက်နဲ့ပတ်သက်ကြက်ကိုကိုင်းပြပြီးတခါတည်းညို့တခါသိပေးမယ်โอเคနော်မရှင်းတခါပြန်မယ်နော်လိုအပ်တိုင်းကုန်လို့ကိုမေးလိုက်တဲ့စကားကတိုက်ပြန်လာတဲ့ကြက်တစ်ကောင်ကဒီလိုပေါ့နော်ဟိုတော့ဘာလုံးတင်တော့တိုက်ပြောတိုက်ပြန်လာတဲ့ကြက်တွေဆိုရင်လဲကြီးကိုကျိုးမြေကြီးမှာကျိုးတာပေါ့နော်ကျိုးပြီးမထနိုင်တဲ့ကြက်တွေတော့ဝစ်သွားတယ်အဲ့လိုကြက်မျိုးကြာကိုပြောမယ်စပြီးထမင်းလက်ကျွေးလို့မယ်သူကအစာကြီးကိုစရုပ်ကြီးကဲနေအောင်ကျွေးလိုက်ရင်သူကအစာမချက်တော့အစာချက်အားတားနဲသွားတိုက်ပြန်လာကြတယ်အဲ့မလို့ကိုကစာတိုက်ပြန်လာကြတယ်ကိုဘာလို့မလို့သူပန်းသွားတဲ့အတွက်ကိုကလူတော့တဲ့ဓာတ်စားလေးဖြစ်တလိမ့်ဆန်ဓာတ်စားလေးဖြစ်ဟိုတိုက်လို့ပြီးလို့ရတယ်ပြီးတော့ကြက်ပေါင်းရည်လေးရတာအဓိကကြက်ပေါင်းရည်လေးအားတန်းပြီးတော့ပြည့်အောင်လို့ဟိုတိုက်ပြီးလို့ရတယ်နော်အဲ့ဒါလေးတိုက်ပြီးလို့ရတယ်နောက်ပြီးတော့ဒီဟိုကြက်ကိုအစာအကျွေးရမယ်ဆိုလဲထမင်းပူလေးဟိုလက်တစ်စစ်လောက်ထဲပုံမကျွေးအောင်သူကထမင်းပူတဲ့အတွက်သူကပြောင်းသွားတော့ဗောနော်သူ့ရဲ့ခန္ဓာကိုယ်ကအပူထမင်းပူလေးစားရင်တော့လူတော်မှဟိုတက်ပြောင်းနေမှုရှိရကြက်လက်လိုပဲထမင်းအပူတက်တိလက်တစ်စစ်တဲ့ပုံမကျွေးတက်ပြောင်းလဲမှုကောင်းသွားတယ်နော်ညီနော်အဲ့လေးကဟိုကြက်တိုက်ပြန်လိုက်တဲ့အချိန်မှာဝစ်ပြီးတော့ဝစ်သွားတဲ့ကြက်တွေတို့ဝစ်ပြသွားတဲ့ကြက်တွေပေါ့ဒါမှမဟုတ်ကိုကဆေးတန်းတိုက်လို့ရတာကေတို့ကိုပြောတဲ့ဦးရဲ့ပါဝါမတ်တို့ဒီမိဟိုနီယိုဘီယာနီကတ်တို့တော့မတိုက်နိုင်ဘူးကြက်ကအစာလဲဆေးလဲအစာမှန်ပေမဲ့လို့ဟိုနောက်တာဝိဖြစ်နေတဲ့အတွက်ပြစ်လဲနေတဲ့အတွက်ကြက်ပေါင်းကြီးအားရှိလူများဆိုစလိုင်းချိတ်တဲ့ပုံစံမျိုးပေါ့အဲ့လိုပဲလုပ်ပေးတဲ့ဓာတ်စားလေးရေဓာတ်ခမ်းသွားလို့ဓာတ်စားတို့တိုက်လိုက်တဲ့ပုံစံမျိုးအဲ့ဒါအစားအသောက်ကထမင်းပူလက်စစ်တိလေးပဲကျွေးရပူကျွေးလို့မရသူ့ကိုသူယုံကြည်ရှိပြန်ထလာပြီဆိုမှတရက်လောက်ကြမှာတိုက်တရက်လောက်မှတိုင်ပိုးပြီးစိတ်ချနော်ကြီးနော်2ရက်လောက်မှတိုင်နောက်ပြီးတော့လက်သားပြန်ထည့်ခြင်းရင်တစ်ပတ်လောက်မှခုပေးလေးကွာပြီးမှပြန်ပြီးတော့ကန်ရတယ်နော်တစ်ပတ်လက်သားရပြန်ထည့်ခြင်းတစ်ပတ်အဆောင်ကအားစေးပြန်ကျွေးခြင်း2ရက်လောက်ဒီအဲ့ဝိဖြစ်သွားတဲ့ချက်တွေကို2ရက်လောက်စောင့်နော်ညီလေးဒါဆိုရင်ညီလေးပြောတဲ့ချက်တွေကအကုန်လုံးအဆင်ပြေတယ်ဟုတ်လားနော်โอเคနော်
လွယ်ပါတယ်ပြောရလေးရချက်ဝိုင်းထဲမှာချက်ကတ်တဲ့အချိန်မှာဘေးကနေပြီးတော့ညှော်တဲ့သူတွေရှိတယ်ဒါရတော့သူတို့ကတော့ကိုကတော့နားမလဲအချိန်မှာဘေးကနေငါဝိုင်းပြောတာပါလားဒီစကားတွေကတကယ်တော့သူတို့အလုပ်သူတို့လုပ်တာတော့ကိုကလည်းကို့အလုပ်ကိုလုပ်တတ်ဖို့ကြီးတယ်ဝိုင်းထဲမှာပြောကြတယ်လေဒီချက်နဲ့ဒီချက်မင်းမတိုင်းရဘူးလားမင်းမတိုင်းရင်ငါတိုင်းမပေးဟုတ်လားဒီဝိုင်းနိုင်လည်းကဲမင်းညီလေးမင်းမတိုင်းရမင်းမတိုင်းငါဆွဲတိုင်းပေးမယ်မင်းတို့တော့ငါဘလောက်ထဲတိုင်းပေးမယ်လို့ရှိရဲ့အဲ့ဒါဒါမှမဟုတ်ကြက်ရောင်းကိုယူမယ်ယူပြီးတော့ခန်းတိုင်းမယ်ဒါမှမဟုတ်လည်းမင်းညီလေးတို့ဘလောက်စိုက်တိုက်ပေးရမလဲအဲ့ရှိရဲ့တချို့ဆိုရင်ဒီချက်မှမတိုင်းရင်ဘယ်ချက်တိုင်းမှာလဲအဓိကကိုတိုက်ချင်လို့မွေးထားတဲ့ချက်ကဝိုင်းထဲမှာချက်ပွဲဖြစ်လိုက်ကိုကလည်းမလောင်းဝဲမနေတော့ဘူးဟုတ်လားအဲ့အမလို့အဲ့ဒီရဲ့စကားတွေကိုနားမယောင်နဲ့ကိုပြတော့နော်သူတို့လုပ်တာသူတို့ကချက်ပွဲတစ်ပွဲဖြစ်မြောက်ဖို့အဓိကသူပလန်ချမယ်အဲ့ဒီပလန်တွေကိုကိုကစီးမျောမသွားဘူးအဓိကပဲဟုတ်လားဒါရအဲ့လိုဝိုင်းတော့မှအဲ့လိုပြောတဲ့လူကြီးအနောက်ရောက်အရင်ဆုံး15တော့ရှိအနေပဲဒါပေမဲ့တချို့လူရတီရှိရသူဘာတိဘာသာနေပြီးတော့သွားပြီးတော့ဘေးတိုင်းမှာထိုင်နေအဲ့ဒါတကယ်ကြားတယ်သူတို့ကငွေကြီးအမောင်များများလောင်းတယ်ဒါပေမဲ့သူတို့ကတိတ်ကရှိရပေါ့ကွာချို့လူကြမဟုတ်တပည့်6ပြအကျွေးစီလောင်းပြီးတာအော်ဟင်းနေသူရှိရလောင်းတော့နည်းနည်းပါအော်လိုက်တာတိလားစကန်းကြလောက်တယ်ပြောလားအဲ့လိုလူကြီးအများကြီးရှိရမတကယ်ပြောတာတကယ်အကျွေးစီကတာအတန်ထွက်တာအဲ့လိုပြောလိုက်လို့လေလိုင်းဝါညီလေးတို့ဘာကြားသွားကိုတာစိတ်ဆိုးတော့တယ်မဟုတ်ဘူးတကယ်ဘယ်နေရာမဆိုပဲအကျွေးစီကတာအတန်ထွက်တာအဓိကဝိုင်းတော့ဝိုင်းမှာငွေတန်ပဲကြားခြင်းနဲ့လူမျိုးကြီးရှိတယ်လို့စကားတန်တွေကစကန်ကြားတော့တဲ့အဲ့ဒါနေရှိဒါမလို့ကိုလို့သူလဲသူ့လို့လုံးမှာကိုရဲမကိုကတက်ကိုကတ်ကိုတိုက်လုံးဝမကတ်နဲ့မတိုက်ဘာလို့ဆိုတော့အပြန်လမ်းများရဲ့နောင်တာများဆိုစောင်းထုတ်လို့ရတယ်ကိုကမရဲပဲနဲ့သူတို့ကကြိုက်လို့ကိုကခန်းတိုက်ပေးလိုက်ပြီးအားနာလို့ဆိုချက်ငားပြီးတော့ရှုံးတိုင်းပွဲအများကြီးကိုကတော့ကျွေးမွေးထားတာဟာလားနောက်ဆုံးသူတို့ငားတိုက်တယ်ဆိုပြီးတော့တိုက်လိုက်လို့ပြောပြီးတော့ဒါမလို့ကိုချက်ပဲကိုရှုံးရတယ်အင်ဂျာကိုပဲချက်ဖို့ထိုးတာရှုံးသွားကြမသူမှကြူလာမဆိုင်ဘူးအဲအမလို့ကိုရဲမှာကိုတိုက်အပြန်လာရဲ့နောင်တာများဆိုစောင်းမထုံးနဲ့ကိုရဲမှာကိုချဟာလာညီနော်ကိုမရဲလုံးဝကိုပဲချက်ကိုမတိုက်စီနဲ့ဘသူတွေပါတွေပြောငါယူတိုက်မယ်ငါငားမယ်ငါဝယ်မယ်ငါမင်းအတွက်ဘလောက်ထဲတိုက်ပေးမယ်နောက်ပြီးတော့ဝိုင်းပြပြောင်းရေးအတွက်ငါခမ်းမော်ပေးမယ်အဲဆိုအာနာမှုမလိုက်ရောနဲ့အဲ့ချက်တွေနဲ့ညီလေးနေနိုင်ရပြီပြောမှပဲဘေးကတော့ညီလေးညော်မဲ့ကောင်းနေရမယ်အဲ့ဒီမှာ15တော့ရှိအဲ့တော့အဲ့ဟွာရအေးစေးသူတကယ်လက်ကြီးသမားရတော့မင်းစကားလိုက်ပြောကိုနေပြင်းမယ်အေးစေးထိုင်နေမယ်ဝိုင်းဖြစ်ရင်သူတို့လောင်းမယ်ဒါပဲအချို့အဲ့အကျွေးစီသမားရတော့မင်းဝိုင်းညော်မယ်ဘာဖြစ်လဲညာဖြစ်တဲ့ဝိုင်းဖြစ်မှရေးတွေတော့ဒါရတော့သူ့လိုသူလုပ်တာပါကိုကကိုလို့တတ်ဖို့ကြီးနော်ညီနော်